အဲ့ဒီထဲမှာ Flynn နဲ့ Edison တို့ပါဝင်တဲ့စစ်တပ်ဖွဲ့ရဲ့ဓာတ်ပုံတစ်ပုံရှိနေတာကြောင့်သူ့ရဲ့ပင်ကူအာယုံကထပ်မံသတိပေးလာပါတယ်။အဲ့ဒီအချိန်မှာ Winston နဲ့ Silverman ရဲ့လူတွေကလည်း Flynn ကိုလာရှာကြတာကြောင့်ဘင်ကဗီရိုထဲမှာပုံနေခဲ့ပါတယ်။သူ့ရဲ့ဦးထုပ်ကိုစားပွဲပေါ်မှာမစ်ကြံခဲမှန်းတီးသွားတဲ့အခါပင်ကူမြင်ကိုသုံးပြီးပြန်ယူခဲ့ပါတယ်။ Winston ကအတန်ကြားလို့ဗီရိုကိုလာစစ်ဖို့ကြိုးစားပေမဲ့ဘင်ကဗီရိုတကားကိုပင်ကူမြင်နဲ့တော့ခတ်ထားလိုက်ပါတယ်။တစ်ဖက်မှာလည်း Janet က Yes ခန်းကိုတွားရောက်ပြီးအစားအစာတွေနဲ့ Flynn အကြောင်းအချက်လက်တွေကိုလဲလှယ်ခဲ့ပါတယ်။နောက်တော့ရုံးခန်းမှာ Janet က Flynn ဟာတာမန်လူတန်းစားတဦးဖြစ်ပြီးအချိန်ချင်းဖမ်းဆီးခံခဲ့ရဘူးကြောင်းဘင်ကိုပြောပြပါတယ်။သူတို့နှစ်ယောက်ဓာတ်ပုံကိုအတူတူကြည့်ပြီးကတ်ဟာ Edison အကြောင်းကိုတီးထားရမယ်လို့ကောက်ချက်ချလိုက်ကြပါတယ်။အဲ့ဒီညမှာဘင်ဟာကလပ်ကိုသွားပြီးကတ်ကိုအဲ့ဒီဓာတ်ပုံပြသခဲ့ပါတယ်။သူမက Flynn စစ်ထဲသွားခဲ့တာကိုသိပေမဲ့ Edison ကိုသိတယ်ဆိုတာကိုတော့ညင်းဆိုပါတယ်။ဘင်က Silvermanအကြောင်းပြောတဲ့အခါကတ်ကသူဟာကလပ်ပိုင်ရှင်ဖြစ်လို့သူမရဲ့အလုပ်ရှင်ဖြစ်တာမှန်ပေမဲ့ Silverman နဲ့သူမရဲ့ကိစ္စကဘင်နဲ့ရှိတဲ့ကိစ္စနဲ့မသက်ဆိုင်ဘူးလို့အတည်ပြုပါတယ်။လမ်းတစ်ဖက်ကနေတော့ Flynn ကသူတို့နှစ်ဦးစလုံးကိုစောင့်ကြည့်နေခဲ့ပါတယ်။ဘင်သူ့တိုက်ခန်းကိုပြန်ရောက်တဲ့အခါပင်ကူအာယုံကတတိပေးလာတာကြောင့်လူမိုက်နှစ်ယောက်ကိုခုခံတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့ပင်ကူမြင်ထုတ်ဖို့ကြိုးစားတဲ့အခါသူ့ရဲ့စွမ်းအားကအလုံးမလုံးတော့ပါဘူး။ဘင်ကပေါင်မုံကင်ဆက်နဲ့လန့်ထုပြီးခုခံပေမဲ့လူမိုက်တွေကသူ့ကိုဝိုင်းဝန်းရိုက်နှက်ပြီးဖမ်းခေါ်သွားကြပါတယ်။ကားပေါ်မှာဘင်ကလူမိုက်တွေကိုစကားနဲ့အာယုံလွှဲထားပြီးအခွင့်ရေးရတာနဲ့တယောက်ကိုထိုးချိတ်ကကားပေါ်ကခုန်ချပြီးတရားအောက်မှာပုံနေလိုက်ပါတယ်။ဒါကြောင့်လူမိုက်တွေလည်းသူ့ကိုမတွေ့ဘဲထွက်သွားကြပါတယ်။နောက်တနေ့မှာယောဘီဟာဆင်းရဲတဲ့ရက်ကွက်တစ်ခုတည်းက Edison ရဲ့အိမ်စီကိုသွားခဲ့ပေမဲ့အိမ်ကလူမရှိဘဲဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာလော်နီရောက်လာပြီးဒါဘာဖြစ်တာလဲဆိုပြီးရှင်းပြဖို့တောင်းဆိုပါတယ်။ဒါကြောင့်ယောဘီက Edison တည်ဆုံးသွားတဲ့အကြောင်းသူ့ဇနီးကိုလာပြောတာပါလို့ရှင်းပြလိုက်ပါတယ်။လော်နီဟာသူ့သူငယ်ချင်းဆုံးသွားပြီဆိုတာကြားတော့အကြီးကျယ်စိတ်ထိခိုက်သွားပြီးအသေးစိတ်ကိုမေးပါတယ်။ယောဘီကအိမ်ထဲကမီးလောင်ထားတဲ့ပစ္စည်းတွေကိုလိုက်ကြည့်ရင် Silverman အကြောင်းကိုပြောပြပါတယ်။လော်နီက Edison မှာယောဂတစ်ခုရှိနေပြီးအပြင်မှာအဲ့ဒီယောဂကိုအသုံးချပြီးအမျက်ထုတ်နေတဲ့လူတွေရှိနေကြောင်းဒါပေမဲ့ဘယ်သူကခိုင်းလဲဆိုတာတော့သူမသိကြောင်းပြောပါတယ်။ Edison ရဲ့ဇနီးကတော့သိနိုင်ပြီးအခုဆိုသူမဟာဟိုတယ်တစ်ခုမှာကျန်တဲ့ပိုက်ဆံတွေကိုတုံးရင်းရှိနေတယ်လို့ပြောပါတယ်။ရုံးခန်းမှာတော့ Silverman ရဲ့လူမိုက်တွေကနေရာအနှံ့မွေးနောက်ရှာဖွေနေပြီး Janet ကိုတင်းနဲ့ချိန်ထားပါတယ်။သူမကဘာမှမသိပါဘူးလို့ကျင်ပြောပြီးတဲ့နောက်မှာတော့ထိုလူတွေထွက်သွားကြပါတယ်